လို့မရအောင်အဲ့တော့ second password မေးရလို့ဆိုအဆင်မပြေဘူးဒါပေမဲ့ချွင်းချက်ရှိတယ်အဲ့ဒါဆို firmware မရေးဘဲနဲ့တခြားနည်းလမ်းနဲ့ lock ထုတ်ပြီးတော့ iOS version ကိုအတိုင်း15ဆို15တိုင်းချက်နေတယ်ဆိုတော့ဖြီးလို့ရတယ်အဲ့ဒါ iCloud ကြောင့်ချက်ပြောပေးမယ်အခုက second password မေးလို့လာတယ်လို့ firmware ရေးမယ်အကြောင်းဆက်ပါရေးပြီးသွားတယ်နောက်ဆုံး60 Pro Max ရေးပြီးသွားတယ် ready အောင် ready iPhone 5ရေးရအတွက်လိုအပ်သည်များရှင်းလင်းနေတာဖြစ်ပါတယ်သင်ပြနေတာဖြစ်ပါတယ်ခဏနေရေးပါတော့တပတ်တာတင်ကြားပြီးတဲ့နောက်ဘုတ်ပေါ်က USB ကောင်းမစင်ကတ်ဆော့ကတ်ကိုဘိုးနဲ့နေအဖြုတ်တက်စပြီးလေ့ကျင့်နေကြပါပြီဒီကတော့စာကိတ်ဘုတ်ပေါ်အားတွေဖြုတ်တဲ့အခါမှာသိရှိရမယ့်ထူးတွေရဲ့သဘောတရားတွေခဲပျော်မှတ်တွေသိရှိအောင် Husky စပြီးလေ့ကျင့်နေကြပါပြီUSB ကပြုတ်တဲ့လေ့ကျင့်ပါတယ်ပြီးမိုက်လာပါမယ်ပြီးစင်ကတ်ထိုင်နေ SD ကတ်ထိုင်နေပြီး socket မျိုးစုံလာပါမယ်တပတ်တာသင်ပြီးတဲ့အချိန်မှာဟောဒီကျောင်းသားတွေဟာစာကိတ်ပြားပေါ်မှာပါတဲ့ component တွေရဲ့အလုပ်လုပ်ပုံတွေသိရှိသွားပါပြီသိရှိပြီးဖြုတ်မှသာလျက်အဓိပ္ပာယ်ရှိမှာဖြစ်ပါတယ်ဒီလိုပညာရပ်တွေကိုသိယူခြင်းနဲ့ဆိုရင်တော့ NS Mobile Technology ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်တကယ်တက်ချင်မှလာခဲ့ပါတကယ်သင်ချင်မှလာခဲ့ပါတကယ်ဝါသနာပါမှလာခဲ့ပါ